မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ပထမဆုံးတော့ချက်ကဏ္ဍကိုတင်ဆက်ခဲ့ပြီးပြီဖြစ်တယ်လို့ဒီနေ့မှာတော့ February 16ရက်အောင်ပွဲအတွက်ဒုတိယမြောက်အားကောင်းဆုံးပင်မကဏ္ဍကိုထပ်မံထုတ်ဖော်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုတစ်ခုမှာတစ်ကွက်စီတေးသေးချာချာရှင်းပြပေးနေတာချစ်လို့အဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာဒီနေ့အတွက်ဒုတိယမြောက်ခံမှန်းကဏ္ဍကတော့196ပဲဖြစ်ပါတယ်ဒီကဏ္ဍကိုကျွန်တော်တို့ရဲ့ data flow ရခွဲခြမ်းစိတ်ဖြာခြင်းရင်ထိတ်စီး1ကဏ္ဍစီစဉ်မှုရဲ့အစမှမှာ1ဟာအားကောင်းတဲ့အရှိန်ဟုန်နဲ့တည်ရှိနေပါတယ်အလဲ9အလဲဘဟုံမှာ9ကိုရရှိထားတာဟာဒီကဏ္ဍအတွဲဆက်ကိုပုံမခိုင်မာစေတဲ့အချက်ပါပဲနောက်ပိတ်6အပိတ်ကဏ္ဍထက်6ကိုအသုံးပြုထားခြင်းဟာတင်ချာနီးညတွက်ချက်မှုတွေအရအကျနိုင်ဆုံးအချိုးအစားမှာရှိနေပါပဲကျွန်တော်တို့အခုတင်ဆက်ပေးနေတဲ့ကဏ္ဍတွေဟာအရင်ထွက်ချက်တွေရလက်တွေပေါ်မူတည်ပြီး statistical probability အရအသေးစိတ်တွက်ချက်ထားတာဖြစ်ပါတယ်ဒါကြောင့်16ရက်နေ့အတွက်မိတ်ဆွေတို့ရွေးချယ်ထားတဲ့ကဏ္ဍတွေထဲမှာဒီအတွဲဆက်ပါဝင်နေပိုပြီးယုံကြည်မှုရှိနဲ့ပြင်ဆင်နိုင်မှာဖြစ်ပါတယ်ဒါကတော့ဒုတိယမြောက်တော်ချက်196ပဲဖြစ်ပါတယ်နောက်ထပ်2ရက်အကြာမှာတော့တတိယမြောက်အတီးပြုတ်ကဏ္ဍကိုကျွန်တော်တို့ရဲ့ pattern analysis နဲ့အတူထပ်မံတင်ဆက်ပေးသွားမှာပါအဲ့ဒီဗီဒီယိုကိုမလွတ်စေဖို့အတွက်အခုပဲ subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားလိုက်ပါအောင်ခင်ဗျာအားလုံးပဲကန်ထူးကြပါစေ